ကိုယဉ်ကျက်မှအကျန်းခံတာခန္ဓာယဉ်ကျက်ရင်အကျန်းခံတယ်စိတ်ယဉ်ကျက်မှအပြောခံနိုင်တာဟုတ်တယ်နော်တချို့ဆိုစိတ်မယဉ်ကျက်တော့ပူစီပေါင်းခရိယန်နေမရှိဘူးလားထိတာနဲ့ဖောင်းဆိုပောက်ကွဲပြီဟုတ်တယ်နော်ထိကယုံလိုမျိုးပဲတချို့ကငေါ့ပြောတာဆိုဟုတ်တယ်နော်ညနာထိကယုံလိုဟုတ်တယ်နော်နည်းနည်းထိတာနဲ့အထာနာကောက်ပြီးတော့မှစိတ်ကောက်သွားတာဟုတ်တယ်နော်အဲ့ဒါကြောင့်ဖျဲသီးတွေမြင်ဘူးလားရောင်းတယ်စပွဲပေါ်မှာတင်ထားလားတင်ထားလားစပွဲပေါ်မှာလေဖျဲသီးကိုတင်ထားလားအများစုကမတင်ထားဘူးဘယ်မှာပဲထားတော့ညစ်ကြီးပေါ်မှာပဲဘာကြောင့်လဲကြာရင်ကွဲလွယ်တယ်ဖျဲသီးကဟုတ်တယ်နော်စပွဲပေါ်နည်းနည်းလေးလိမ့်ကြာသွားကြည့်ပါဖြစ်သွားပြီတော့အေးကွဲလွယ်တဲ့သူကိုဘုရားကအိုးအောက်မှာပဲထားတယ်အောင်ဒီကျတော့ဘယ်မှာထားတော့အမြင့်ကြီးမှာကြာလဲကွဲလားအေးအားကြောင့်တောင်မီတဲ့သူဘုရားကအပေါ်မှာထားတယ်နော်ဒုက္ခဆင်းရဲခံရတယ်ဒါဗျာဒိတ်ကျမ်းခန်းကြီးတစ်ထဲမှာရေးထားတယ်နော်ဒါကြောင့်သခင်ယေရှုရဲ့အင်္ဂလိပ်တရားကြောင့်အကျဉ်းထောင်ထဲမှာကြာတာတွေခရစ်တော်ရဲ့နာမကြောင့်နော်အကုန်လုံးတမန်တော်တွေ12ပါးဒါနောက်ဆုံးတမန်ဖြစ်တဲ့ယောဟန်ရဲ့ခရစ်တော်ရဲ့အဖို့အဖက်ခရစ်တော်နဲ့ဆက်ဆံတဲ့သူမှန်ရင်ဒီလိုမျိုးလောကမှာဆင်းရဲဒုက္ခရှိတယ်ဆိုတာကိုဖော်ပြထားတဲ့အခန်းကြီး1ဖြစ်တယ်နံပါတ်2ဒီမှာဗျာဒိတ်ကျမ်းအခန်းကြီး1နဲ့3ဒါအပိုင်း1ဖြစ်သွားပြီယခုမျက်မှောက်ဖြစ်နေတဲ့အရာအခုလက်ရှိကာလမှာဘာလို့ခေါ်လဲသင်တော်9ပါးဗျာဒိတ်ကျမ်းအခန်းကြီး1နဲ့3ဆိုတော့ဒီမှာသခင်ယေရှုသည်ကားတိုင်းမှာတေခံတယ်တမန်တော်ဝတ္ထု1မှာရပောင်40တေခြင်းနဲ့ထမြောက်တယ်ဆိုတာပြပြီးကောင်းကင်တက်ခဲ့တယ်နောက်ထပ်10ရက်ကြာတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကဘာကြီးကိုဆင်းသက်လာတယ်ပင်တေကုတ်တေနေ့ Church Birthday အသင်းတော်မွေးနေ့လို့ခေါ်တယ်အခုအသင်းတော်ရဲ့တက်တန်းက2025ရောက်ပြီအသင်းတော်ကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကအင်းဝင်ဂလိတရားပြောဖို့လူတွေငရဲကနေကယ်တင်ဖို့ပုံမှန်တနင်္ဂနွေနေ့ဖျားရှိခိုးပြီးအလူငယ်ထည့်ပြီးပြန်ဖို့မဟုတ်ဘူးနော်အသင်းတော်ကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကမြောက်များစွာသောသူတွေကယ်တင်ခြင်းရောက်ဖို့ကောင်းကင်ပို့ဖို့ဒါကြောင့်အင်္ဂလိပ်တရားဟောဖို့အဓိကဒီနေ့မျက်မှောက်ကာလမှာကျတော့ဘုရားကြောင့်လူများဖို့နော်အလူငယ်များများရဖို့ praise and worship ဆိုပြီးတော့မှဒါလေးနဲ့ဦးစားပေးပြီးမှအင်္ဂလိပ်တရားကိုမဟောမပြောဘဲနဲ့နေတဲ့အသင်းတော်တွေဒီနေ့လောကမှာအများကြီးပဲနော်လူတော့များတယ်သွားမေးလိုက်ကယ်တင်ခြင်းဆိုတာဘာမှမသိဘူးဒါကြောင့်ဒီနေ့အသင်းတော်တက်တန်းကုန်တော့မယ်အသင်းတော်တက်တန်းဘယ်မှာကုန်မလဲဆိုတော့အဲ့ဒါဗျာဒိတ်ကျမ်းအခန်းကြီးဘယ်လောက်လဲ၄နဲ့ဗျာဒိတ်ကျမ်းအခန်းကြီး3ကျော်တာနဲ့ကဘာပေါ်မှာအသင်းတော်မရှိတော့ကောင်းကင်ရွှေ့သွားပြီနော်ဒါပေမဲ့အခုတော့ချီဆောင်ချင်းကိုမယုံတဲ့ဆရာတွေလည်းအသင်းတော်တွေလည်းအများကြီးရှိတယ်သူတို့မယုံလို့နော်ကျမ်းစာကအင်းနေပြောတဲ့အတိုင်းငါလုပ်မယ်ဆိုတာမဟုတ်ပါဘူးခရီးကသူ့စီမံကိန်းသူ့ရဲ့အစီအစဉ်တိုင်းသူအားလုံးလုပ်သွားမှာနော်ဒါကြောင့်ဘုရားရဲ့ plan ဘုရားရဲ့စီမံကိန်းကဒီလိုဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်အားဖြင့်တခါတည်းပြောသွားမှာဖြစ်ပါတယ်ကဲနောက်ထပ်နံပါတ်4ဆိုရင်ပါအကြောင်းလဲဘေးဒဏ်ကြီးကာလဗျာဒိတ်ကျမ်းဘယ်ကနေပဲကြည့်လဲကောင်းကင်မှာခရစ်တော်ရဲ့တရားပလင်ယုံကြည်သူတွေပဲရောက်မှာကယ်တင်ခြင်းရောက်တဲ့သူတွေပဲရောက်မှာမယုံကြည်သူတယောက်မှမပါဘူးဟုတ်ပြီနော်မနေ့ကမေးတဲ့မေးခွန်းပြန်ပြောမယ်ဆိုရင်တိုးတငယ်မင်္ဂလာဆောင်ပွဲဒီမှာအပေါ်မှာလုပ်မယ်ဆိုလို့ရှိရင်နော်မာသဲ20အရာကောင်းကင်မှာမင်္ဂလာဆောင်ဝတ်စုံဝတ်ပဲတက်တဲ့လူမပါလာဘူးလားဒါဆိုကောင်းကင်မှာလုပ်မယ်ဆိုကယ်တင်ချင်းမြောက်တယ်လို့တက်လို့ရတဲ့တဘောမှာမတက်ရောက်နေဘူးလားတက်ရောက်နေတယ်အဲ့ဒါကြောင့်ကိုပြောတဲ့စကားရှင်းရမယ်ဟုတ်ပြီနော်အဓိကတော့မင်္ဂလာဆောင်တယ်ဆိုရင်ဘုရားเจ้าမှာအတူတူမအိတ်သေးဘူးလက်မထက်ခင်အတူတူမနေကြသေးဘူးဆိုရင်တန့်ရှင်းသောထိမ်းမြခြင်းဆိုတာဘုရားเจ้าမှာထိမ်းမြရတယ်အိမ်မှာလက်ထက်ထိမ်းမြပေးရတယ်ဟိုတယ်မှာထိမ်းမြတယ်ဆိုအဲ့ဒါခရိယန်နေဆိုအလိုလိုသဘောပေါက်ပြီဒါမတန့်ရှင်းတော့ဘူးသူတို့အတူတူနေပြီးပြီယဉ်ကျေးတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်ကြွက်လျှောက်တဲ့လမ်းလျှောက်တယ်ခိုးပြေးတယ်နော်စင်လျှောက်တဲ့လမ်းလျှောက်တယ်ဆိုတာတန့်ရှင်းရှင်းနေလို့ဘုရားเจ้าမှာလက်ထက်ခွင့်ပြုရတာဟုတ်ပြီနော်အဲ့ဒါအကြောင်းအခုအားလုံးအလိုလိုသဘောပေါက်ရမယ်ဘာကြောင့်လဲဆိုတော့အိမ်မှာလက်ထက်ပေးလိုက်ရတယ်ဆိုတာသူတို့ဒီမတန့်ရှင်းတော့ဘူးအတူတူနေပြီးပြီအဲ့ဒါကိုအတင်းသားရော့မှာဆိုလို့ဆိုပြီးတော့မှအာနာပါနဲ့ထိန်ညာခြင်းနဲ့မလုပ်ပေးရအောင်ဘာကြောင့်လဲမေးရတယ်နင်တို့အတူတူနေပြီးပြီလားအတူနေပြီးပြီဆိုရင်ဖះเจ้าမှာမရဘူးအိမ်မှာနဲ့တခြားနေရာမှာ
နော်ဒါကြောင့်တဲကိုခမ်းမှာသွားဆောင်လို့ပို့ပြီးတော့မှကြီးမြတ်သွားတာမဟုတ်ဘူးလူအထင်ကြီးပို့ခံရမှာမဟုတ်ဘူးဟုတ်ပြီနော်ဒါကြောင့်ဖျားရှိမှအတရေတင့်တယ်လျောက်ပတ်စွာလက်ထက်ထိမ်းများခြင်းဟာနော်အင်မတန်မှအရေးကြီးတယ်ဒါကြောင့်မင်္ဂလာဆောင်တဲ့အခါမှာလည်းပဲဒါကြောင့်တမန်ကျမ်းစာမှာရေဘက်ခါနဲ့ဣဇက်မင်္ဂလာဆောင်တဲ့အခါကပောက်ကျမ်း25မှာဘာလို့ရတယ်လဲမောင်တွေကကောင်းကြီးပေးရတယ်နော်မင်းဟာငါတို့ရဲ့နမဖြစ်တယ်အတောင်းသိမ်းရအမိဖြစ်ပါစေနေ့ကနေမွေးလာတဲ့ကလေးတွေဟာရန်သူရဲ့တကားကိုအစိုးရတွေလိုဖြစ်ပါစေဟုတ်ပြီနော်ဒီကနေ့ကြည့်လိုက်ပါခရိယန်တွေမှာကွန်ဆာနေတဲ့ဆရာတွေဆေးလေးတောက်နေတဲ့ဆရာတွေဟုတ်တယ်နော်အမှုတော်ဆောင်တော့ဖြစ်လာတယ်ဒါပေမဲ့ဘာလုပ်တယ်လဲသူကိုယ်တိုင်ကခရိယန်ရဲ့ထုံတန်းစင်လာအတိုင်းတမန်ကျမ်းစာအတိုင်းတန့်ရှင်းတဲ့ထိမ်းများခြင်းမပြုတ်ခဲ့တဲ့သူတွေအများကြီးရှိတယ်နော်အသက်အရွယ်အပိုင်းခြားတစ်ခုမှာကယ်တင်ခြင်းသဘောပေါက်ပြီးအမှုတော်ဆောင်ဖြစ်လာတယ်သူကိုယ်တိုင်ကဘာဖြစ်လဲဆိုတော့အဲ့ဒီဟာကိုမကြော်ဖြတ်ခဲ့ဘူးဒါမျိုးလူတွေလည်းအများကြီးရှိတယ်ဒါကြောင့်အခုနောက်ဆုံးသောကာလမှာရှိတဲ့မျိုးဆက်တွေကိုဒါကြောင့်ကျမ်းစာထဲမှာလက်မထက်ခင်အတူတူတန်တန်ရှင်းနေတဲ့အကျိုးကျေးဇူးကဘယ်လောက်ထိခံစားရတယ်လဲဆိုကျမ်းစာထဲမှာတခါလေးပါပြီးသားဟုတ်ပြီနော်အဲ့ဒါကြောင့်ရုထဝတ္ထုအခန်းကြီး၄ခန်းရှိတယ်နောက်ဆုံးအခန်းမှာရုထရဲ့ချင်းမြောက်ခံရတယ်နော်ရုထသည်အခန်းကြီး3မှာဆိုရင်သူကအရင်ကယောက်ျားရှိခဲ့တဲ့ဆုံးသွားပြီအခုနောက်ထပ်ရောဇာနဲ့သူ့ရဲ့ရောက်ခမကနေပြီးတော့မှကဲတေချာဖီးလိုက်เนาะအဲ့ဒီယောက်ျားရဲ့ချိန်ရင်မှာသွားအိတ်အဲ့ဒီချိန်မှာရောဇာဒီသူ့ချိန်ရင်မှာရောက်တဲ့မိန်းကလေးဖြစ်တဲ့ရုထကိုစောင်းနဲ့မဖုံးခဲ့ဘူးပြောမစအတူမအိတ်ဆက်ခဲ့ဘူးဟုတ်ပြီနော်အခုခေတ်ကာလမှာအမိကျက်အမိစားခေါင်းကျက်ခေါင်းစားဆိုတဲ့ခေတ်မှာနော်အိုးဆရာအိတ်စကားကြံခဲ့ပြီကြောက်အောင်စောင့်မနေတော့အစိမ့်လိုက်ဝါစားတဲ့ခေတ်နော်အခုခေတ်ကာလမှာတန့်ရှင်းခြင်းမရှိတာတွေများသွားပြီဟုတ်ပြီနော်အဲ့ဒါကြောင့်တန့်ရှင်းခြင်းမရှိတော့တဲ့အခါဘာဖြစ်လာသလဲဘုရားဘုံမထေရှားတော့ဒါကြောင့်ခရိယန်သက်တာတန့်ရှင်းခြင်းအင်မတန်အရေးကြီးတယ်အဖိုးတန်နဲ့ကြောက်မြတ်ရောင်းဝယ်တဲ့သူတွေကြည့်လိုက်နော်ပဒံများတို့ဟုတ်ပြီနော်ကြောက်စိမ့်တို့မှာဝယ်တဲ့သူကဘာလုပ်တယ်လဲအနာအစာပါမပါအနာအစာကင်းမကင်းအနာအစာပါပြီးတော့တန်ဖိုးကရော့သွားပြီဖရားအတွက်ဆက်ကတ်တဲ့အမှုတော်ဆောင်တယောက်ဖရားအတွက်အသက်ရှင်မဲ့တဲ့လူတယောက်ကအနာစာပါပြီးဆိုတန်ဖိုးကကျသွားပြီနော်ဘလောက်ပဲဂျေဇုတရားအော်နော်ဘလောက်ကြီးပဲယေရှုနာမနဲ့ငါချမ်းသာပြီဘလောက်ပဲကြွေးကြော်နော်အဓိကဖရားလိုချင်တာငါတန့်ရှင်းတဲ့ဖရားမင်းတို့လည်းတန့်ရှင်းခြင်းရှိပါရုထနော်မပြောင်းလဲခင်မှာပြောမယ်ဆိုသူရောက်ခမစီယာ10နှစ်10မိုးလုံးဖရားရဲ့အင်္ဂလိပ်တရားကိုရောက်ခမနိုမီစီကနေကြားလာတယ်နောက်ဆုံးသူ့ရဲ့နာမည်ပြတ်မရှိအောင်နေထိုင်တယ်ယောက်ျားဆုံးပြီးမုတ်ဆုံးမတယောက်ဖြစ်တယ်ငွေရတတ်တဲ့ယောက်ျားတွေကိုမချူစားဘူးတဲ့ဘက်လင်မြို့မှာနာမည်ပြတ်မရှိအောင်နေထိုင်တယ်နော်မိန်းကလေးတယောက်ကဟိုယောက်ျားနဲ့တွဲဒီယောက်ျားနဲ့တွဲဆိုရင်သူများမြင်ပြီးဆိုရင်ဘာလုပ်ကြလဲအမြင်မှာသူများအထင်မှားလောက်အောင်တော့ကိုယ်အသက်မရှင်ရအောင်ငါတို့ကတော့သဘောယိုးပါပဲဆိုရင်သူများသဘောမယိုးဘူးလေသူများအထင်မှားလောက်အောင်တော့အသက်မရှင်ရအောင်နော်အခုခေတ်မှာတော့ဒါမျိုးအသက်ရှင်တာတွေရှားလာပြီနော်အထူးသဖြင့်မီဒီယာမှာ social media တွေမှာနိုင်ငံခြားကားတွေမှာကြည့်လိုက်မယ်ဆိုရင်နိုင်ငံခြားကိုသွားအထင်မကြီးနဲ့သူတို့တွေကပညာရေးမှာဒါထိတ်ရောက်ပြီမဲ့အကျင့်စာရိတ္တမှာ0အောက်ရောက်တယ်နိုင်ငံခြားဇာတ်ကားတွေမှာကြည့်လိုက်နော်နိုင်ငံခြားမင်းသားမင်းသမီးကြည့်လိုက်အိမ်ထောင်ခွဲတွေအများကြီးပဲအိမ်ထောင်ကြီးတည်တက်နေဆိုတော့သူတို့မှမရှိဘူးအများစုပေါ့နော်အများစုရှားတယ်သူတို့မှာအိမ်ထောင်တက်ကျေးဇူးတော်ချီးမွမ်းပွဲနှစ်25နှစ်ပြည့်အိမ်ထောင်တက်ကျေးဇူးတော်ချီးမွမ်းပွဲဆိုသူတို့မှာရှားမရှိဘူးသူတို့ကမြန်မာပြည်မှာဒါမျိုးတွေ့တဲ့ချိန်မှာဘာလို့လဲဟာလာတယောက်ထဲအဲ့လောက်ကြာကြီးပေါ့မလားမအေးဘူးလားမသိဘူးတဲ့ဒါသူတို့တော့ကအထူးဆန်းပေါ့နော်ဒါကြောင့်အခုဆရာတို့ကအခုဒီနောက်ဆုံးသောကာလကြီးမှာတန့်ရှင်းခြင်းအင်မတန်အရေးကြီးရုထနော်ဒါသူ့ရဲ့ဘောဇာဒီအိန္ဒြေရှိတဲ့ယောက်ျားတိတ်ခါရှိတဲ့ယောက်ျားလက်မထက်ခင်မှာသူ့ခြေရင်းမှာရောက်လာတဲ့ရောက်ခမကအကြံပေးလို့ရောက်လာတဲ့ရုထကိုစောင်းနဲ့မဖုံးခဲ့ဘူးအခွင့်အရေးမယူတတ်တဲ့ယောက်ျားသူများသားသမီးကိုတိတ်ခါကြဆင်းခြင်းကနေကာကွယ်တတ်တဲ့ယောက်ျားတကယ်လို့ကိုကသူ့လက်မထက်ခင်အတူအိတ်လိုက်ပြီဆိုရင်ဒါမတန့်ရှင်းတော့တိတ်ခါလည်းပူကျသွားပြီနော်အဲ့လိုကာကွယ်တတ်တဲ့ယောက်ျားမြတ်ဖြစ်တယ်ဒါကြောင့်တီလာနဲ့ပြည်စုံတဲ့ယောက်ျားဘောဇ
မင်းဟာတဲ့ဒီမျိုးငါနေတဲ့ဘက်လင်မျိုးမှာနာမည်ပြတ်မရှိအောင်နေထိုင်တယ်ငွေပတ်စံရှိတဲ့သူတွေမချူစားဘူးမမီရွယ်ဘူးနာမည်ပြတ်မရှိအောင်တီလာနဲ့ပြည့်စုံတော့မင်းကလေးဖြစ်တယ်ဆိုငါနေတဲ့တစ်မျိုးလုံးသိတယ်တဲ့အဲ့ဒီလိုအသက်ရှင်တဲ့ရုထနဲ့နော်တိတ်ခါရှိတဲ့ယောက်ျားနဲ့သူတို့ကနေဘယ်သူပေါက်ဖွာလာတယ်လဲဆိုရင်ဒါဝိတ်ဆိုတဲ့ဘယင်မွေးဖွာလာတာကိုသားသမီးတကယ်အောင်မြင်ခြင်းနဲ့ကြော်ကြားခြင်းနဲ့တကယ်ဘုရားအသုံးပြုခံခြင်းနဲ့သူဖြစ်ခြင်းနဲ့ဆိုရင်ကျမ်းစာမှာနာဇရိလူ၄ယောက်ရှိတယ်ရှန်ဆုံရဲ့အမေရှမွေလာရဲ့အမေနှစ်ချင်းဆရာယောဟန်ရဲ့အမေအဲလစ်ဘက်သခင်ယေရှုရဲ့အမေတော်မာရိကိုဝင်ဆောင်စင်မှာပင်လင်ဘာမလုပ်ရအောင်လဲစပြည့်မတော့ရအောင်ခုခေတ်နဲ့ပြောဆိုအရက်မတော့ရအောင်အမေတော်မတော့ရအောင်ရှင်းရှင်းပြောမယ်ဆိုရင်နာဇရိလူတယောက်ဖခင်အသုံးပြုတဲ့ခေါင်းဆောင်ကြီးတယောက်ပေါ်ထွန်းလာဖို့ရန်အတွက်အမေကိုယ်တိုင်ကအစကိုဝင်မဆောင်စင်မှာကလေးကအဲ့ဒီအသက်တာမျိုးနဲ့သက်ရှင်ရတယ်သူများလဲစားငါလဲစားသူများလဲတောက်ငါလဲတောက်သူများလဲလို့ငါလဲလို့ဆိုဘာထူးတော့မှာတော့နော်အဲ့ဒါကြောင့်ဒီခေတ်ဒီကာလမှာတန်ရှင်းခြင်းမရှိတဲ့သူတွေများလာတယ်မရှိတော့ဖျားပုံမထင်ရှားဘူးနော်ဒါကြောင့်အခုဖျားသခင်ကလည်းဒီဒါကြောင့်ဟေဘရဲဩဝါဒစာထဲမှာနော်စနစ်အပိုင်ငယ်24မှာရေးထားတာတန်ရှင်းခြင်းပါရမီမရှိရင်အဘယ်သူများဖျားသခင်ကိုမဖူးမတွေ့ရဘူးဒါကြောင့်တန်ရှင်းခြင်းကတိတ်ရေးကြီးတယ်နော်ဒါကြောင့်တန်ရှင်းဖို့ရွေးကောက်ထားတာလေညစ်ညူးတဲ့လောကကြီးကြီးကနေသူ့ရဲ့ကားတိုင်းတကောရှင်မြန်ထမြောက်ခြင်းကိုအသွေးတော်တကောအပြည့်ရွေးနှုတ်ကယ်တင်ထားတယ်ဆိုတာနေ့ကငါတခါမှအပြစ်မလုပ်ဘူးသေးတဲ့လူကြောက်တော့ငါလက်ခံထားတာနော်အဲကြောင့်မင်းဒီနေ့ကနေစပြီးတော့မှဒါကြောင့်ကယ်တင်ခြင်းရောက်တဲ့နေ့ကနေစပြီးတော့မှကိုယ့်ရဲ့အင်္ဂလိပ်လိုမှာတော့ lifestyle ပေါ့နော်မြန်မာလိုကျတော့ဗာလဲလူနေမှုဘဝခရစ်တော်လိုချင်တဲ့အသက်တာမျိုးဖျားလိုချင်တဲ့အသက်တာမျိုးနဲ့ရှောက်လန်းခြင်းကိုအဲ့ဒါခရိယန်အသက်တာလို့ခေါ်တာငါးမှန်ရဲ့ရေထဲမှာကျင်လဲတယ်ပြောင်းလဲတယ်ဖျားသားမျိုးဖြစ်ရုံမှန်တယ်ဆိုရင်ဘယ်ထဲမှာကျင်လဲရတယ်နှုတ်ပတ်တော်ထဲမှာကျင်လဲလိုက်လျှောက်ရတယ်ကဲဈေးထဲမှာရောင်းတဲ့ငါးတွေကြီးလိုက်မျက်လုံးကြီးကတော့ပြူးနေတာပဲအသက်ရှိလားငါးကိုရေထဲကနေဆယ်လိုက်ရင်အသက်ရှိသေးလားမရှိတော့ဘူးယုံကြည်သူတောက်ပြီးနှုတ်ပတ်တော်ထဲမှာမကျင်လဲဘူးဆိုအဲ့လူပါဖြစ်နေပြီလေသေပြီဈေးထဲမှာရောင်းတဲ့ငါးလိုပဲမျက်လုံးကြီးကတော့ပြူးလို့အသက်တော်ရှိလားဒီဟာနဲ့အတူတူပဲအခုဒါဆိုရင်ဒီမှာကျမ်းစာထဲမှာနော်ဒါဆိုရင်အခုတမန်တော်ကြီးတွေဘယ်လိုလမ်းပြခဲ့တယ်လဲရှင်းတန့်ရှင်းသူတွေကဘယ်လိုအသက်တာမျိုးနဲ့လိုက်လျှောက်ခဲ့တယ်လမ်းပြခဲ့တယ်လဲကဲဒါဆိုရင်ဒီမှာဒီနောက်ဆုံးသောကာလကြီးမှာရှုပ်ထွေးမှုတွေအများကြီးရှိနေတယ်ဘာကြောင့်လဲဆိုတော့ online မှာကိုယ်တိုင်လဲကျမ်းစာဖတ်ပြင်းတယ်ဖခင်နဲ့တူတဲ့အချိန်မယူခြင်းဘူးဆရာတွေကလည်းကိုယ်နာမည်ရအောင် follow တွေများများရအောင်စင်စစ်မပြတ်နှစ်စင်နဲ့များဝေငှတယ်ပြောနေတယ်ယူတွေကလည်းအဲ့လာဖတ်ပြီးတော့မှစင်ချင်ပိုင်းထားတာမရှိဘူးဆိုတော့ခလေးကတွေ့ကြရကောက်စားမှာပဲလေနော်တချို့ကလေးဆိုကြည့်ပါလားချိုးလို့နှစ်ချီတောင်ရက်တဲ့လူရှိလားမရှိလားခါလဲချိုးတယ်လေယွန်စရာကောင်းမှန်းသိလားအချိုကြိုက်တယ်နောက်ပြီးတော့ခလေးကဲဒါဆိုဒီခလေးကဘာဝဲတံပိုးထားတော့ပူစီပေါင်းတို့သူ့ဘေးနားမှာနော်ပူစီပေါင်းတို့ဂိမ်းကစားမဲ့ပစ္စည်းတို့အဲ့ဘေးနားလေးမှာကြောက်စိမ့်နဲ့ထားပေးရင်သူဘာပဲယူမလို့သူတံမိုးထားတာဒါပဲဒါတံမိုးရှိရဆိုသူမသိဘူးဟုတ်ပြီနော်အဲ့ဒီလိုပဲခရိယန်တော့ခရိယန်ပဲဘာတံမိုးထားတယ်ဖျားသားမှန်ရင်ကျမ်းမာရမယ်ချမ်းသာရမယ်ကျွန်တော်ခပ်ပတ်ဆိုတိမ်ပေါင်းဘလောက်ဆိုအဲ့ဒါတွေကခလေးအစ်စ်ပဲရှိတယ်အဲ့ဒါနော်ခလေးကတံမိုးကြီးတာကိုသူဒီတံမိုးကြီးမှန်းနဲ့သိလားမသိဘူးဒါဆိုခလေးကလည်းကြည့်လိုက်တချို့ကလေးဆိုရင်မစင်ပို့ပါထားတဲ့မစင်တော့ပြန်နေဆော့တာရှိလားမရှိဘူးလားရှိတယ်တချို့ဆိုခလေးဆိုစားတော့စားခြင်းနဲ့ပပရေညီလေးအောင်မအီးတွေနဲ့ဆော့နေပြီမစမ်းမလဲပပေနေပြီဆိုဘာလို့ကလဲကြိုက်သလားမကြိုက်ဘူးဘာလို့ကလဲငါ့ကိုဘာလို့အဖေကိုတိုင်ပြောလဲဆိုမှသူ့အကိုတော်ပြန်ရန်လုပ်သေးတယ်နော်အခုလဲအမှုတော်ဆောင်ဆိုခရိယန်ဆိုဘာလို့ဒါတွေလောက်တာလဲပြောရင်ဘာလို့လဲကြိုက်လားစမ်းစာထဲမှာပါလို့လားတဲ့ဟုတ်တယ်နော်ခလေးဆိုတာအဲ့ဒါပဲဒါပေမဲ့ကြည့်လိုက်အရွယ်ရောက်လာပြီတဖြည်းဖြည်းနဲ့အပြိုလူပြိုဖြစ်လာပြီဆိုရင်ငယ်တဲ့အချိန်မှာအမေနာကတ်တာလေအပြိုဖြစ်လာပြီဆိုအမေနဲ့တော့အိတ်ချင်သေးလားအိတ်ချင်တော့ဗာလဲလူကြီးစော်နတ်နေဆိုတာဖြစ်လာအမိုးနာလည်းပါအနတ်ကြီးလည်းမသိဘူးဟုတ်တယ်နော်တခါရဲရင်မွေးနဲ့သွားပြီးတော့ဆွတ်ပေးလိုက်သေးတယ်ဗာလဲဆိုတန့်လာပြီလေဝိညာဉ်ကြီးကလည်းအဲ့လိုပဲရင့်ကျက်လာပြီဆိုတော့ဘာဖြစ်လာလဲတန့်ရှင်းခြင်းအသက်ရှင်လာတယ်မရင်ကျက်တဲ့သူကတော့တန်ရှင်းချင်းအဲဆိုကြည်ပါတချို့နော်
ကြက်မပြည့်တဲ့ကလေးတွေလည်းရှိပါတယ်လူကြီးဖြစ်ပြီဒါပေမဲ့ကလေးလိုပဲဆောလားမဆောလားဆောသေးတာအဲ့ဒါလူကြီးကလေးစိတ်ရှိလားမရှိဘူးလားရှိတယ်ဒါမျိုးလည်းရှိတယ်နော်ဒါကြောင့်ဒီနေ့ကျမ်းစာမှာဘုရားသခင်ကဒါဆိုရင်လူကြီးအရွယ်ရောက်လာပြီလူကြီးကြတော့ကဲအမေအရွယ်ရောက်လာပြီဆိုကြည့်အမေတွေဟာငါမြူပြီးစားလို့မရအောင်ငါကလေးပိုက်နာမယ်ကာမကုံချုပ်တီးခြင်းဆိုတာငါတခုငါစိတ်ကြိုက်ငါစားလို့မရအောင်ငါကလေးထိလိုက်မယ်ဘုရုအတွက်စဉ်းစားပြီးတော့ဒါကြောင့်ညှင့်ကျက်လာပြီဆွဲလို့ကငါဒါလုပ်လို့မရအောင်ဘုရားနာမရှုံချစရာဖြစ်မယ်ငါအသင်းတော်ထိခိုက်မယ်ဘုရားရဲ့အင်္ဂါထိခိုက်မယ်နော်အဲ့ဒါကြောင့်အခုခန္ဓာကိုယ်မရင်ကျက်ရင်အကျမ်းမခံဘူးကြည်လေးတချို့လူတာထွားတာနည်းနည်းလေးထိကနေရှိလဲပြီဆိုငိုလားမငိုဘူးလားခါရဲအဲ့ဒါခန္ဓာကိုယ်မရင်ကျက်လို့အဲ့ကြောင့်ခန္ဓာကိုယ်ရင်ကျက်ဖို့ဘာလို့ရတယ်လဲဝိတ်တွေကစားတယ်ဟုတ်တယ်နော်ဂျင်းနေဆိုပြီးတော့မှတောင်တောင်ဖြစ်ရင်ဘာလို့တလဲချက်ချင်းမငုံကြမ်းကြမ်းခံတယ်ခန္ဓာကိုယ်ရင်ကျက်မှအကျမ်းခံတာခန္ဓာရင်ကျက်ရင်အကျမ်းခံတယ်စိတ်ရင်ကျက်မှအပြောခံနိုင်တာဟုတ်တယ်နော်တချို့ဆိုစိတ်မရင်ကျက်တော့ပူစီပေါင်းခရိယန်နေမရှိဘူးလားထိတာနဲ့ဖောင်းဆိုပောက်ကွဲပြီဟုတ်တယ်နော်ထိကယုံတို့မျိုးပဲတချို့ကငေါ့ပြောတာဆိုဟုတ်တယ်နော်ညလာထိကယုံတို့ဟုတ်တယ်နော်နည်းနည်းထိတာနဲ့အထာနာကောက်ပြီးတော့မှစိတ်ကောက်သွားတာဟုတ်တယ်နော်အဲ့ဒါကြောင့်ဖျဲသီးတွေမြင်ဘူးလားရောင်းတာစပွဲပေါ်မှာတင်ထားလားတင်ထားလားစပွဲပေါ်မှာလေဖျဲသီးကိုတင်ထားလားအများစုကမတင်ထားဘူးဘယ်မှာပဲထားတော့မြေကြီးပေါ်မှာပဲဘာကြောင့်လဲကြာရင်ကွဲလွယ်တယ်ဖျဲသီးကဟုတ်တယ်နော်စပွဲပေါ်နည်းနည်းလေးလိမ့်ကျသွားကြည့်ပါဖြစ်သွားပြီတော့ကွဲလွယ်တဲ့သူကိုဘုရားကအိုးအောက်မှာပဲထားတယ်အုံးသီးကျတော့ဘယ်မှာထားတော့အမြင့်ကြီးမှာကြလဲကွဲလားအားကြောင့်တောင်တောင်မီတဲ့သူဘုရားကအပေါ်မှာထားတယ်နော်ဟုတ်ပြီအခုကျွန်တော်တို့ဒီနှုတ်ဘတ်တော်ဖြစ်ပါပြန်ပြီးမှလှည့်မယ်နော်အားလုံးကဲဘိဓညိကာလအကြောင်းသိခြင်းဘယ်ကနေပဲဒီဖတ်မလဲဟုတ်ပြီကဲနောက်ထပ်ခရစ်တော်ဒုတိယကြိမ်ကြွလာမယ်ဆိုတဲ့အကြောင်းဘယ်မှာဖတ်မလဲဟုတ်ပြီပြီးတော့ဘာအကြောင်းလဲပြီးတော့ဘာအကြောင်းလဲအဲ့တော့ဘာပွဲလို့လဲခေါ်သေးလဲလူသားစားမဲ့ပွဲဘာပွဲလဲငှက်တွေအတွက်ကြီးကြီးသူတို့အတွက်ပွဲတော်ကြီးပေါ့နော်လူသားတွေစားမဲ့ပွဲဒါအဲ့ဒါနီးလာပြီလေအခုအဲ့ဒါကြောင့်အခုနော်စစ်မှုတွေထမ်းရမယ်ဘာညာဆိုတကဘာလုံးပါဖြစ်လာပြီလေအဲ့ဒီအချိန်ကာလနီးလာလို့ကျမ်းစာကဒီလောက်ပြောနေပြီနော်အဲ့ဒါလည်းကို့အမျိုးတွေအတွက်ကဲနေချင်းရောက်တာမရောက်တာလည်းမပူပန်သေးဘူးတော့မှနီးလာပြီနော်ကဲနောက်ထပ်နံပါတ်6ကြည့်အောင်ပါအကြောင်းလဲနောက်ထပ်ဟုတ်ပြီဒီမှာဟုတ်ပြီနော်ကဲနောက်ထပ်ခုနှစ်ကြည့်အောင်ပါလေဗျာဒိတ်ကျမ်းနှခမ်းအမှာဖတ်မယ်ဒါဆိုဒီမှာအားလုံးဒီမှာကြည့်ကဲဒါဆိုရင်ခြုံပြီးမှပြောမယ်ဒီမှာဗျာဒိတ်ကျမ်းခန်းကြီး1ဒီမှာဒီခေတ်ကာလဆရာတို့ခေတ်အသင်းတော်ခေတ်ကာလဗျာဒိတ်ကျမ်း1နဲ့3ကဲဗျာဒိတ်ကျမ်း4နဲ့5ဘာအကြောင်းလဲကောင်းကင်ဘုံရှုခင်ခရစ်တော်တရားအဲ့မှာဘာအတွက်လဲအလုတ်အတွက်စုပေးကဲတင်ချင်းရောက်ပြီးတဲ့နောက်ပိုင်းဘလို့ခရစ်တော်အတွက်အလုတ်လုပ်ခဲ့တယ်လဲဘလို့အသက်ရှင်လဲဘလို့ပေးဆက်ခဲ့တယ်လဲဆိုတာကောင်းကင်မှာစုပေးပွဲအဲ့လိုဖြစ်တဲ့ချိန်မှာတပြိုင်တည်းဖြစ်နေမှာကောင်းကင်မှာကတော့အလုတ်အတွက်စုပေးပွဲမြေကြီးပေါ်မှာတော့ဘာဖြစ်နေမလဲတပြိုင်တည်းဖြစ်နေမှာနော်ကဲဟုတ်ပြီအဲ့ဒါပြီးတဲ့ခါမှာခရစ်တော်နဲ့အတူတို့သမီးလို့ပြောတဲ့ယုံကြည်သူတွေမပါလာဘူးလားအဲ့ဒါဘာလို့ခေါ်လဲဒုတိယကြိမ်ကြွလာဘယ်မှာကြွလာမလဲအဲ့အခါကျရင်ကျွန်တော်တို့ကပါလာမယ်အဲ့ဒါကြောင့်ကျွန်တော်ပြောမယ်လေကျွန်တော်မနေ့ကမေးခွန်းမေးခဲ့ပြီးပြီကျွန်တော်တို့ကမင်္ဂလာဆောင်မဲ့သူလားကြိုဆိုမဲ့သူလားအဲ့ဒါကြောင့်ကြိုဆိုမဲ့သူတွေကဘယ်သူတွေလဲကာလမှာမတည်သေးတဲ့သူတွေဂျူးတွေလည်းပါမယ်တပါးမျိုးသားတွေလည်းမပါဘူးလားပါမယ်အဲ့ဒါကြောင့်အခုနော်ကွဲကွဲပြားပြားလေးနဲ့သိအောင်ကဲဟုတ်ပြီခရစ်တော်ဒုတိယကြိမ်ကြွလာရင်နော်စာဒမာနတ်ကိုအနက်ဆုံးတွင်းထဲမှာထည့်မယ်ဘယ်မှာထည့်မလဲဘယ်နှစ်ချီနှောင်ထားမှာလဲအဲ့ဆိုကဘာမြေပေါ်မှာစာဒန်ရှိမလားအဲ့ဒါကြောင့်စာဒန်မရှိတဲ့ကဘာကြီးကမငြိမ်းချမ်းဘူးလားအဲ့ဒီမှာစစ်သားမရှိရဲမရှိဆေးရုံမရှိယာသူတို့ကစအကုန်ပြောင်းပြီးတော့အဲ့မှာဒါအနစ်ထောင်အုပ်ဆိုးတဲ့ကာလရှင်သေးကလည်းပါရဲတွေကလည်းမရှိတော့မြက်ကိုပဲစားတော့မယ်မွေဟောက်ကိုလည်းခလေးကကင်ဆော့မယ်မွေပွေးကင်ဆော့မယ်မကြိုက်တော့ဘူး
နော်အဲ့ဒါအနှစ်ထောင်ကားတာခရစ်တော်အုပ်စိုးမယ်တဘာသာပဲဖြစ်သွားမယ်အခုလိုနတ်စားတွေဖျားမဲ့နိုင်ငံတွေမွတ်စလင်တွေဗုဒ္ဓတွေဒါမျိုးတွေမရှိတော့ဘာသာတစ်ခုပဲဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့ဒါအနှစ်ထောင်အုပ်စိုးခြင်းဘာဖြစ်လို့ဒီအကြောင်းအရာတွေကိုပြောလဲဆိုတော့ကဲဟုတ်ပြီနောက်ထပ်ဒီမှာပုံလေးကိုပြန်ကြည့်မယ်ဓမ္မဟောင်းကလူတွေကဲယေရှုခရစ်တော်နဲ့အတူဓမ္မတိယုံကြည်သူတွေခရစ်တော်နဲ့အတူအလုပ်အတွက်စုပွဲပြီးတော့မပြန်လာဘူးလားအဲ့လိုပြန်လာတဲ့အခါမှာဘယ်သူတွေထမြောက်မလဲဓမ္မဟောင်းယုံကြည်သူများဟုတ်ပြီနော်အဲ့ဒီခါဟုတ်ပြီနောက်ထပ်ဒီမှာပြန်ကြည့်မယ်ဒီမှာလုကာ16ထဲမှာတထေးကြီးနဲ့သခင်ယေရှုကဥပမာပြောခဲ့တယ်ဟုတ်တယ်နော်တထေးကြီးကဘယ်မှာလဲလာဇရုကအာဗြဟံရင်ခွင်ပါရဒုပုံအတူတူပဲဟုတ်ပြီနော်မြင်ရလားမြင်ရတယ်ကူးလို့ရလားမရဘူးအခုအဲ့ဒါကြောင့်တချို့တွေကနာမည်ကြီးအောင်ဝေစာတွေထုတ်တာမယုံနဲ့လိန်နေတာကို့နာမည်ကြီးအောင်လိန်နေတာငရဲပုံမှပေးစာကျွန်တော်ဒီရက်40ငရဲကိုရောက်သွားတယ်ဆိုတဲ့စာတွေအမလေးကြည့်ပြီးတော့မှအရင်ဖတ်လို့ကောင်းတယ်တိလာရောဆိုမှချော့ပေးနေတာကျမ်းစာပြောတာတော့မယုံဘူးသခင်ယေရှုကပြောထားတယ်လေအာဗြဟံကဘာပြောလဲတထေးကြီးကိုငါသားတင်ဒီငါတို့ရှိရတော့မကူးနိုင်ငါတို့လည်းတင်ရှိရတော့မကူးနိုင်ဆိုတဲ့စကားလုံးကပြီးသွားပြီငရဲရောက်တဲ့သူလည်းမရဏနိုင်ငံရောက်တဲ့သူလည်းလောကကိုပြန်လာရုံထုံးစံမရှိဘူးဟုတ်ပြီနော်ပါရိတုပုံရောက်တဲ့သူကလည်းလောကကိုပြန်လာရုံထုံးစံအဲ့ဒါပဲယုံခရစ်တော်ပြောတာယုံခရစ်တော်ပြောထားတဲ့ကျမ်းစာတော့မဖတ်ဘဲနဲ့ဟိုလူရေးတာနာမည်ကြီးဒီလူရေးတာနာမည်ကြီးရှောက်ယုံနေတဲ့လူတွေအများကြီးဒါကြောင့်သခင်ယေရှုအမတ်တဲ့14မှာပြောထားတာတင်တို့ကိုအပေသူမြမလဲ့ဖျားစေခြင်းကတတိပြုကြခက်တော့ခက်တယ်နော်လူတွေကအခုလဲဘယ်တော့တောင်မှဖတ်ပြီးပြီလဲမသိဘူးကြည့်လိုက်လို့ရှိရင်ဒီဆရာလည်းဒီလိုပဲဟိုဆရာကလည်းဒီလိုပဲနော်ဘဏ္ဍထက်ရှိတာအနံ့အသက်တရားဘလို့ရှိတာဆိုရေးနေတာအဲ့ဒါထွင်မိမှရေးတာနော်သခင်ယေရှုပြောတဲ့ကျမ်းစာကိုပဲသခင်ယေရှုပြောတဲ့စကားပဲယုံသခင်ယေရှုပြောခဲ့တဲ့စကားရှိတယ်နော်ဒါကသခင်ယေရှုကပြောတဲ့အချိန်မှာအဲ့ဒီအဖြစ်တက်ကိုပြောနေတဲ့အချိန်မှာဘာပြောတယ်အဲ့ဒီအချိန်မှာတည်သွားတဲ့တထေးကြီးကဘယ်သူလက်ထက်မှာတည်သွားတာလဲဆိုတော့မောရှေလက်ထက်မှာတည်သွားတာနော်အဲ့ဒါအကြောင်းသခင်ယေရှုကအဲ့ဒီလုကာ16ထဲမှာပြောတာလောကကြီးမှာတဲ့ငါညီဘယ်ယောက်ကြံခဲ့လဲ9ယောက်ဒါဆို तू ကအကြီးဆုံးပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာလောကကြီးမှာနေတဲ့ကျွန်တော်တို့တွေတည်သွားပြီးတဲ့သူတွေခရစ်တော်ကိုမရတဲ့သူတွေဘယ်မှာရောက်ပြီလဲအဲ့လူတွေကနောက်ထပ်လောကကိုပြန်လာအောင်မလားမလာတော့ဘူးနော်လာရုပ်ထုံးစံလည်းမရှိဘူးဘာကြောင့်လဲဆိုတော့လူဟာတစ်ခါတည်းတည်မယ်လို့ခရစ်တော်ကပြောခဲ့တယ်ဟေဘရဲကို22လိုက်ဆိုရအောင်လူသည်တစ်ခါတည်းတည်၍ထို့နောက်မှတရားစီရင်ခြင်းကိုခံရမည်လူကဘယ်နှခါပဲတည်မလဲတည်ပြီးတာနဲ့ပြီးပြီလားဘာရှိသေးလဲကျမ်းစာကပြောတယ်တရားစီရင်ခြင်းရှိသေးတယ်ဟုတ်ပြီနော်ကဲနောက်ထပ်စာလံ88အငယ်39စာလံ88အငယ်39ဖတ်ကြည့်အောင်စာလံ88ကျိန်မြောက်သောစာလံအပိုင်းငယ်39ကြည့်အောင်ဟုတ်ပြီတွေ့ရင်ဖတ်မယ်သူတို့ဒီအကြောင်းကိုစုပြေ၍မှန်မှန်လာတော်ဝိညာဉ်ဖြစ်ကြောင်းအောင်မေတော်လူဟာတဲ့ဘုရားဖန်ဆင်းထားတဲ့ညင်မုန်းနဲ့ဖန်ဆင်းတဲ့အသွေးသားကိုခန္ဓာတည်သွားပြီးတဲ့အခါမှာအဲ့ဒီတည်သွားပြီးတဲ့လူရဲ့ဝိညာဉ်ကလောကောင်နောက်တစ်ခါလာသေးလားဒါကြောင့်ဘယင်ခေတ်အသုံးလုံးနဲ့ဆရာယူတန်ကရေးထားတာသူတို့ဒီအသားဖြစ်ကြောင်းကိုလည်းကောင်းစုတည်၍တည်သွားပြီးတဲ့နောက်တစ်ဖန်မလာတတ်တော့ဝိညာဉ်ဖြစ်ကြောင်းကိုလည်းကောင်းအောင်မေတော်မူနောက်တစ်ခါလောကကျနောက်ထပ်ပြန်မလာတော့တခုဒီခရစ်တော်ကတော့ယုံကြည်အောင်ပြောခဲ့တာရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့ဘေသနိရွာကလာဇရုမာရိမာသားတို့ရဲ့မောင်လာဇရုယောဟန်7ထဲမှာတည်ပြီးမှဘယ်နည်းရှိပြီလဲသခင်ယေရှုကဘယ်နည်းမှမလာဘူးလဲ3ရက်မြောက်တဲ့နေ့မှမလာဘယ်နည်းမှလာလဲဘာကြောင့်လဲဆိုတော့လူမျိုးတိုင်းမှာအယူဆရှိတယ်လူမျိုးတိုင်းမှာဓလေ့ထုံးစံရှိတယ်ဂျူးလူမျိုးတွေရဲ့ဓလေ့ထုံးစံက
လူတယောက်သေပြီးပြီဆိုသူ့ရဲ့ဝိညာဉ်သူ့ရဲ့လက်ပြာက3ရက်လုံးခန္ဓာကိုယ်နားမှာရှိတယ်ဒါကြောင့်3ရက်အတွင်းမှာလာရင်ဘုရားပုံမထင်ရှားတော့ဩသူ့လက်ပြာသူ့အလောင်းနားမှာရှိတာပြန်ဝင်နေတာပဲဒါဆို4ရက်မြောက်ကျတော့သူတို့အယူဆပါဖြစ်သွားပြီလေကုန်သွားပြီဒါကြောင့်ကိုတော်အခုမှမလာနဲ့တော့နော်ဒါကြောင့်ယေရှုခရစ်တော်ဒီလူတွေရဲ့ယုံကြည်နေတဲ့ဓလေ့ထုံးစံထဲမှာအလုံးမလုံးဘူးဟုတ်ပြီနော်ငါတို့ယုံကြည်ထားတာအဲ့လိုယေရှုလည်းအဲ့လိုပဲလုပ်သွားတာပဲလေဆိုတော့ဒါဆိုရင်ယေရှုခရစ်တော်ကလူတွေယူဆနေတဲ့ဓလေ့ထုံးစံထဲမှာလုပ်တဲ့ဘုရားဖြစ်သွားမယ်မလုပ်ဘူးဒါကြောင့်ဘယ်နေ့မှလာလဲအဲ့ဒါကြောင့်ကိုတော်အခုမှလာမနေနဲ့တော့အပေါ်ပဲပြောတာနော်ရှင်းရှင်းပြောမယ်ဆိုရင်ဒါမဲ့ခရစ်တော်ကဘာဖြစ်လဲဆိုတော့ငါဒီအသက်ရှင်ခြင်းအကြောင်းထမြောက်ခြင်းအကြောင်းဖြစ်ငါ့ကိုယုံကြည်တော်သူတွေတည်လွန်တော်လဲဟုတ်ပြီဒါဆိုလာစုတည်ပြီ4ရက်သူ့ရဲ့ခန္ဓာကိုယ်ဒီအလောင်းထဲမှာဟုတ်ပြီနော်သူ့ရဲ့ခန္ဓာကိုယ်မြေကြီးထဲမှာတင်ကြိုင်ထဲမှာသူ့ရဲ့ဝိညာဉ်ကပဲမှာတယ်ဘယ်နည်းရရှိပြီလဲဒါကြောင့်ယောဟန်7ထဲမှာဘာပြောလဲယေရှုသည်အထက်တော်ကြည်မြော်ရေးဆိုတော့ဟာဒီမှာလေတင်ကြိုင်ကြီးမှာလေခန္ဓာကိုယ်ကြီးကဘယ်မဲ့ဘယ်ကိုကြည့်တော့ဘာကြောင့်လဲလာဇရုရဲ့ဝိညာဉ်ကပြောက်သွားပြီလေအဲ့ဒါပဲလူမှာအသက်2မျိုးရှိတယ်ခန္ဓာအသက်နဲ့ဝိညာဉ်အသက်မတူဘူးမွေးနေ့ရှိတယ်သေနေ့ရှိတယ်ဆိုတာခန္ဓာအသက်မွေးနေ့မရှိသေနေ့မရှိကဘာအသက်လဲဘုရုစီရလာလဲအဲ့ဒါထာဝရဘယ်တော့မှထာဝရငရဲထာဝရကောင်းကင်ဒီနှစ်ခုပဲဟုတ်ပြီနော်ဒါဆိုအခုကြည့်လေမျက်စိနဲ့မမြင်ရပေမဲ့ဝိညာဉ်တွေရှိလားမရှိဘူးလားစာတန်တွေနှက်ဆိုးတွေရှိလားမရှိဘူးလားလောလောဆယ်သူတို့တွေငရဲချမဲ့အချိန်ကမရောက်သေးဘူးမရောက်သေးတော့တင်းကြိုင်မှနေတယ်တစ်ပင်တွေမှနေတယ်ဟုတ်တယ်နော်ဒါကြောင့်လဲတခြားဘာသာတွေဆူတောင်းပေးနေတာပါလေတောဆောင်နဲ့တောင်ဆောင်နဲ့လို့မပြောဘူးလားအဲ့ဒါဟုတ်ပြီနော်တည်သွားရင်တော့တို့ဘာလုပ်တယ်လဲနတ်ရွာဆန်နေမပြောဘူးလားနတ်ရွာငရဲပဲလေမဿဲ25အငယ်41မှာလိုက်ဆိုရအောင်မာနတ်နေသူဤတမန်တို့အဖို့ပြင်ဆင်သောထာဝရမင်းရဲ့အိုင်ကြီးဘုရုအတွက်လို့ပြောလဲမာနတ်နဲ့သူ့နောက်ကိုလိုက်တဲ့ကောင်းကင်တမန်တွေအတွက်ဖျားဖန်ဆင်းထားတဲ့ငရဲလို့ပြောထားတာလူတွေအတွက်လို့မပြောဘူးနော်ဒါဆိုလူတွေဘာကြောင့်ငရဲသွားတာလဲမာနတ်နောက်ကိုလိုက်လို့ဒါပဲအဲ့ဒါအတိတ်ပဲရှင်းရှင်းလေးပဲဟုတ်တယ်နော် AIDS ယောဂဖြစ်တာကသူဟဲတဲမှုနဲ့သွားအိတ်လို့ဟုတ်တယ်မလားနော်ဟဲတဲမှုကတော့သူပတ်စံရဖို့သူခေါ်မှာပဲလေသူအလုပ်ကတော့သူပတ်စံရဖို့သူခေါ်မှာသူခေါ်တာအကြောင်းမဟုတ်ဘူးလေသွားအိတ်လိုက်တာသူနဲ့သူသွားစားလိုက်တာကကိုအပြစ်နော်မာနကလည်းသူကတော့ဆွဲမှာပဲသူနောက်လိုက်သွားတာကအပြစ်ဟုတ်တယ်နော်ဖယားငရဲပို့တာမဟုတ်ဘူးကဲဟုတ်ပြီဒါဆိုနားလဲအောင်ပြန်ပြောမယ်ဟာဆရာဒါဆိုရင်မရဏနိုင်ငံနဲ့ငရဲနဲ့ကမတူဘူးလားပြောမယ်နော်လောကမှာအမှုတစ်ခုကျူးလွန်ပြီဆိုရင်ချက်ချင်းသူ့ကိုထောင်ချပလိုက်လားအရင်ဆုံးရဲစခန်းမှာမချုပ်ဘူးလားဒါကြောင့်ပြောမယ်မရဏနိုင်ငံဆိုတာအချုပ်ခန်းဘာလို့ခေါ်လဲအချုပ်ခန်းကနေသူ့ကိုတရားရုံးမပုတ်ဘူးလားဒီမှာတရားရုံးကဒီမှာတရားရုံးကဗာလဲပလင်ဖြူဟုတ်ပြီနော်ပလင်ဖြူအဲ့ဒါတရားရုံးပဲတရားရုံးမှာဟုတ်တယ်သူကလူတက်တယ်ရွယ်ချက်ရှိနဲ့တက်တာဆိုတော့အဲ့ဒါ degree ချမှတ်ပြီအလုတ်ကျန်းတဲ့ထောင်တန်း9နှစ်အဲ့ဒါပြီးဆိုသူ့ဘယ်ကိုပို့မလဲထောင်ဘယ်ကိုပို့မလဲဒါကြောင့်အမှုကျူးလွန်ပြီဆိုအရင်ဆုံးအချုပ်ခန်းမှာပို့တယ်ဟုတ်ပြီနော်အချုပ်ထဲမှာချုပ်ထားအောင်မယ်အချုပ်ခန်းတရားနေဘယ်ကိုပို့မလဲတရားရုံးက degree ချပြီးမှဘယ်ပို့မလဲထောင်မှာပို့တယ်နားလည်ပြီနော်ဒါကြောင့်မရဏနိုင်ငံဆိုတာအချုပ်ခန်းထာဝရငရဲဆိုတာထောင်ပလင်ဖြူဆိုတာတရားရုံးကဲဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာဒါကြောင့်ခရစ်တော်ဥပမာပြောထားတဲ့တထေးကြီးနဲ့လာဇရုအကြောင်းမပြောသွားဘူးလားအဲ့ဒါကြောင့်အခုခေတ်ကာလမှာလူတွေကိုလှည့်ဖျားနေတဲ့အသင်းတော်တွေအများကြီးပဲเนาะဒါကြောင့်ဝီစာတွေငရဲဘုံမပေးစာရက်40ငရဲမှာရောက်ခဲ့တာတွေမယုံနဲ့အဲ့ဒါတက်ခရစ်တော်ပြောတာပဲကိုယုံကဲဟုတ်ပြီဒါ